1920ခုနှစ်ဒီဇင်ဘာလ9ရက်တနင်္ဂနွေနေ့မနက်ခင်းဟာဟာဝိုင်ယီကျွန်းကအမေရိကန်စစ်သားတွေအထက်တာယာလက်မနက်ခင်းလေးတစ်ခုပါပဲဒါပေမဲ့မိုးကုတ်စဝိုင်းစီကနေပြားအောင်ကြွတယ်လို့အတန်ကြီးကြားလိုက်ရတဲ့အချိန်မှာတော့အရာအလုံးအိမ်မဆိုးဖြစ်သွားပါပဲပလဲစိတ်ကန်းတိုက်ခိုက်မှု Pearl Harbor Attack ဒါဟာအမေရိကန်ကိုဒုတိယကမ္ဘာစစ်ထဲဆွဲထည့်လိုက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ဂျပန်အင်ပါယာကြီးရဲ့နှိပ်ကုံအစလည်းဖြစ်ပါတယ်လူတော်တော်များများကဂျပန်တွေယူဆွတ်သွားလို့အင်အားချင်းမမျှတာကိုမသိလို့ဝင်တိုက်တာလို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့သူတို့မှရွေးချယ်စရာမရှိတော့လို့ဆိုတာသင်သိပါသလားရေနံပစ်လက်မှုတရမန်ရေးလက်ကွက်တွေနဲ့ဂျပန်ကိုထောင့်ကတ်သွားအောင်လုပ်ခဲ့တဲ့အမေရိကန်ရဲ့ဗျူဟာတွေဒီနေ့မှာတော့သမိုင်းစာအုပ်တွေမှာမပါတဲ့ပလဲစိတ်ကန်းတိုက်ခိုက်မှုရဲ့နောက်ွယ်ကအမှန်တရားကိုဖော်ထုတ်လိုက်ကြရအောင်လွန်ခဲ့တဲ့နှစ်တလလောက်ကိုပြန်ကြည့်မယ်ဆိုရင်ဂျပန်ဟာကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ထားတဲ့ကျိုးနိုင်ငံလေးတစ်ခုပါဆာမူရိုင်းတွေကဓားကင်ပြီးအုပ်ချုပ်တုံးစက်မှုလက်မှုဘာမှမရှိတဲ့ခေတ်ပေါ့ဒါပေမဲ့1853ခုနှစ်မှာအမေရိကန်ရေတပ်ဗိုလ်မှူးကြီးမက်သျူးပယ်ရီရောက်လာပြီးတမနက်မိုးကဂျပန်ကိုတကားဖွင့်ခိုင်းခဲ့ပါတယ်အဲ့ဒီမှာဂျပန်တွေသဘောပေါက်သွားတယ်ငါတို့ခေတ်နောက်ကြာနေရင်သူများကျွံဖြစ်တော့မယ်ဆိုတာကိုပေါ့ဒါကြောင့်မေဂျီ restoration လို့ခေါ်တဲ့ပြုပြင်ပြောင်းလဲရေးကိုအကြီးအကျယ်လုပ်ကြပါတယ်အနောက်တိုင်းပညာတွေတန်းစိတ်ယုံတွေထောင်စစ်တပ်ကိုခက်မီအောင်လုပ်ခဲ့ကြပါတယ်နှစ်90အတွင်းမှာပဲဂျပန်ဟာအာရှရဲ့နံပါတ်1အင်အားကြီးနိုင်ငံဖြစ်လာပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိနေတယ်အဲ့ဒါကတော့တယံဇာတပါပဲကျိုးနိုင်ငံဖြစ်တဲ့အတွက်စိတ်ယုံတွေလဲဖို့ရေနံနဲ့တမဏီတွေသူတို့မှမရှိပါဘူးတယံဇာတလိုချင်တော့ဘာလို့တလဲသူများရှိကလူယူဖို့ထစ်လာခဲ့ပါတယ်1930ခုနှစ်မှာဂျပန်စစ်တပ်ဟာတရုတ်ပြည်မြောက်ပိုင်းကမန်ချူရီးယားဒေသကိုသိမ်းပိုက်လိုက်ပါတယ်အဲ့ဒီဒေသကကြောင်မီးတွေနဲ့တန်တွေပေါ်ကျွေဝတာကိုကမ္ဘာနိုင်ငံတွေကကန့်ကွက်ပေမဲ့ဂျပန်ကဂရုမစိုက်ခဲ့ပါဘူး1938ခုနှစ်ရောက်တော့တရုတ်တပြည်လုံးကိုသိမ်းဖို့ကျူးကျော်စစ်စော့တယ်မှာတော့တယ်နန်ဂျင်းမြို့အစုလိုက်အပြုံးလိုက်တပ်ဖြတ်မှုလိုမျိုးရက်ဆက်ကြမ်းကြွတဲ့လူရက်တွေကြောင့်ကဘာကြီးကဂျပန်ကိုစိတ်ဆုပ်လာကြပါတယ်ဒီထဲမှာအမေရိကန်ကအဆိုးဆုံးပါပဲဂျပန်ရဲ့ပြိုင်ဘက်ဖြစ်တဲ့တရုတ်ကိုအမေရိကန်ကနောက်ွယ်ကနေလက်နက်တွေငွေတွေထောက်ပံ့နေခဲ့ပါတယ်ဂျပန်စစ်ဗိုလ်ချုပ်တွေကတော့အမေရိကန်ကိုငါတို့လမ်းကိုပိတ်နေတဲ့ရန်သူတွေလို့မြင်လာခဲ့ကြပါတယ်1940ပြည်လွန်နှစ်တွေမှာဂျပန်ကပြင်စစ်ပိုင်အင်ဒိုချိုင်းနာအခုဗီယက်နမ်ကမ္ဘောဒီးယားဖက်ကိုပါနယ်ချဲလာပါလေဒီတော့အမေရိကန်သမ္မတရူစဗတ်ကတီးစားမနိုင်တော့ပါဘူးဂျပန်ကိုအထိနာဆုံးလက်နက်နဲ့တိုက်ခိုက်လိုက်ပါတယ်အဲ့လာကတော့ရေနံပိတ်ဆို့မှုပဲထပ်ပါတယ်အဲ့ဒီအချိန်ကဂျပန်သုံးနေတဲ့ရေနံ90%ကအမေရိကန်စီကလာတာပါရူစဗတ်ကရေနံဘုံပိုင်းကိုပိတ်လိုက်တဲ့အခါဂျပန်စစ်တပ်ကြီးရပ်သွားဖို့ဖြစ်လာပါတယ်စစ်သင်္ဘောတွေလေယာဉ်တွေဘာမှသုံးမရတော့မဲ့အခြေအနေဖြစ်ခဲ့ပါတယ်ဂျပန်မှာရွေးချယ်စရာနှစ်လမ်းပဲရှိတော့ပါတယ်ပထမလမ်းကတရုတ်ပြည်နဲ့တင်ထားတဲ့နယ်မြေအားလုံးကိုစွန့်လွတ်ပြီးအမေရိကန်ကိုဒူးထောင်မလားဒုတိယလမ်းကရေနံရှိတဲ့ Dutch ပိုင်အရှေ့အင်ဒူဒီစ်ကိုဝင်သိမ်းပြီးအမေရိကန်နဲ့စစ်ခင်းမလားဆိုတာပဲဖြစ်ပါတယ်ဂျပန်ဝန်ကြီးချုပ်တိုဂျိုနဲ့စစ်ခေါင်းဆောင်တွေကတော့ဒုတိယလမ်းကိုရွေးချယ်လိုက်ပါတော့တယ်အရှက်တကွယ်ဒူးထောင်မဲ့အစားတိခါရှိရှိတိုက်ပွဲဝင်မယ်ဆိုပြီးဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့အမေရိကန်ကိုနိုင်မှုမလွယ်ပါဘူးအမေရိကန်ရဲ့စစ်မှုစွမ်းအားကဂျပန်ထက်10လောက်တာနေပါတယ်ရေရှည်တိုက်ရင်ဂျပန်ရှုံးမှတေချာနေခဲ့ပါတယ်ဒီတော့ရေတပ်ဗိုလ်မှူးကြီးယာမာမိုတိုကအကြံထုတ်ခဲ့ပါတယ်ငါတို့နိုင်ချင်ရင်အမေရိကန်တွေပြန်မထားနိုင်ရင်အရင်ဆုံးလက်ဦးရယူပြီးအပြစ်ချေမျိုးရမယ်ဆိုတာပဲခက်ပါတယ်သူ့ရဲ့ပြစ်မှတ်ကတော့ Pacific သမုဒ္ဒရာအလယ်ကအမေရိကန်ရေတပ်စခန်းချုပ်ဟာဝိုင်ယီပဲထက်ပါတယ်အဲ့ဒီမှာရှိတဲ့အမေရိကန်လေယာဉ်တင်သင်္ဘောတွေစစ်သင်္ဘောတွေကိုဖျက်ဆီးပစ်နိုင်ရင်အမေရိကန်တွေပြန်လန်ထုဖို့6လဒါမှမဟုတ်တစ်ညက်လောက်ကြာလိမ့်မယ်လို့ခန့်မှန်းခဲ့တာပါအဲ့ဒီအတွင်းမှာဂျပန်ကအာရှတခွင်ကိုအေးအေးဆေးဆေးသိမ်းပိုက်လို့ရပြီလို့တွက်ဆခဲ့ကြတာပါ
1940ခုနှစ်နိုဝင်ဘာလ26ရက်နေ့မှာဂျပန်လေယာဉ်တင်သင်္ဘော6စီးပါတဲ့တပ်ဖွဲ့ကြီးဟာဟာဝိုင်အီစီကိုတိတ်တစ်စစ်ထွက်ခွာလာပါတယ်။သူတို့ဟာရေဒီယိုအဆက်အသွယ်လုံးဝဖြတ်ထားပြီးမြောက်ဘက်ကလမ်းချောင်းကနေကိုယ်ပတ်မောင်းလာတာကြောင့်အမေရိကန်တွေလုံးဝမရိပ်မိခဲ့ပါဘူး။ဒီဇင်ဘာ9ရက်နေ့မနက်ခင်းမှာတော့ဂျပန်လေယာဉ်350ကျော်ဟာပလဲစိတ်ကမ်းပေါ်ကိုဘုံမိုးရွာချတော့ပါတယ်။ထိုရာဆိုတဲ့အောင်ပွဲခံအတန်တွေနဲ့အတူ American စစ်သင်္ဘောကြီးတွေမီးဟုံတောက်ကုန်ပါတယ်။နာမည်ကျော် USS Arizona သင်္ဘောကြီးနှိမ်မှုတ်သွားပြီး American စစ်သား2400ကျော်သေဆုံးခဲ့ပါတယ်။ဂျပန်ဘက်ကတော့လေယာဉ်29စီးပဲဆုံးရှုံးခဲ့ရပါတယ်။ကြည့်ရတာကတော့ဂျပန်တွေနိုင်သွားသလိုပါပဲ။ဒါပေမဲ့ဗိုလ်ချုပ်ကြီးယာမာမိုတိုတွက်ချက်ထားတာတခုလွဲသွားပါတယ်။အဲ့ဒီနေ့ကအမေရိကန်ရဲ့အကြီးကလေယာဉ်တင်သင်္ဘောကြီး3စီးဟာစိတ်ကမ်းမှာမရှိပဲပင်လယ်ပြင်ထွက်နေလို့လွတ်သွားခဲ့ပါတယ်။ဒါအပြင်ဒီတိုက်ခိုက်မှုကအမေရိကန်ပြည်သူတွေကိုကြောက်လန့်ပါစေတာမဟုတ်ပဲဒေါသအိုပောက်ကွဲပါစေခဲ့ပါတယ်။ယာမာမိုတိုပြောမှုတဲ့စကားတစ်ခွန်းရှိပါတယ်။ငါတို့ဟာအိပ်ပျော်နေတဲ့ဘလူးကြီးကိုတွားနှိုးလိုက်တယ်လို့ဖြစ်သွားပြီတဲ့။သူပြောတဲ့အတိုင်းပါပဲ။ဒီတိုက်ခိုက်မှုပြီးတဲ့နောက်အမေရိကန်ကစစ်ကြေညာလိုက်ပါတယ်။4နှစ်အကြာမှာတော့ဂျပန်အင်ပိုင်ယာကြီးဟာအနမြုဘုံတန်နဲ့အတူပြာကျသွားခဲ့ရပါတော့တယ်။